တရားတန်ငါအရိယသူတော်သူများဆုံးစည်းခဲ့တဲ့မြတ်သောနေရာမြမပြည်ရဲ့သာသနာသမိုင်းဝင်မြတ်ဗျာလေးမြင့်ရှားခဲ့တာလေးစုတပ်ပုံရွှေတကုံအထက်ဆက်တော်